ပြန်ဆယ်လမငါတို့ជីလွားလေးခင်ပြန်ជីပြန်ကိုဆိုပြချင်ပါတယ်နာနာတွေ့နာခုနိုင်စေဖို့ခံပါလိနို့ခတ်သွားရုံနဲ့တူတူလေးပဲဒီကလမ်းခေါ်တဲ့ကြားတယ်ဒီကအတိုင်းနဲ့တွေ့ရတယ်အိမ်မဆိုရင်လောက်ကောင်းလဲချမ်းသာခဲ့ပါတသက်စလွမ်းတွေရဲ့ချမ်းရပါမယ်နောက်ပြန်လဲမချီနဲ့ကိုစီရင်ကြောက်ခိုင်းလမ်းခွဲလိုက်တာပါဗမ်းမျက်နှာပြုံးမပြတ်ဖဲအာနေပတ်သက်များလူကိုယ်လုံးအကိုယ်တိုင်းစိုးဆုံးချီနေရရောက်ဖူးထားတော့ဖြစ်နိုင်တော့ရဘွားမှာတဲ့တောင်းများနိုင်လို့ဝါနေတဲ့ဆိုင်ခါလေးတိုင်းဆိုင်လာတဲ့ခါအပင်ကိုခုတ်ပြီးမှပြပတူလို့